ကြာရှုံးချိန်မှာခေါင်းမော့ပါကြိုးစားချိန်မှာနှုတ်လုံပါအောင်မြင်ချိန်မှာမန်ချပါပြေးဝချိန်မှာမျှဝေပါကြိုးစားနေတဲ့အချိန်မှာတီးခံပါကြာရှုံးနေတဲ့အချိန်မှာရဲရင်ပါအောင်မြင်တဲ့အချိန်မှာတည်ငြိမ်ပါပြုံးနေပေမဲ့နာကျင်ရတဲ့ရက်တွေရှိတဲ့အပေါ်ယံလေးနဲ့အရာရာကိုမဝေဖန်ခြင်းပါနဲ့လူတိုင်းမှာတောကကိုစီနဲ့ပြောသလိုနေကြတာပါဘဝမှာအခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါဘာလို့လဲလို့မေးခွန်းထုတ်မနေပဲဘယ်လိုစူးစမ်းရမလဲဆိုတာစဉ်းစားလိုက်ပါရည်မှန်းချက်တွေပြည့်ရင်ဘဝတစ်ခုလုံးပျက်စီးသွားနိုင်တဲ့ကြောင့်အခက်ခဲတွေနဲ့ဘလို့ပဲကြုံတွေ့နေပါစေရည်မှန်းချက်တွေမပြတ်ပါစေနဲ့အာတင်ထားဘဝနဲ့ယင်ပြီးရလိုက်တဲ့သင်ခန်းစာတွေကခံရတဲ့အချိန်မှာခါးသီးပေမဲ့တစ်ချိန်ချိန်မှာချုံမြင်လာမှာပါမမှန်မဆင်းရဲရင်တော့ခံရမယ်ချိုခါမကြမ်းမရင်တော့တောက်ရမယ်လို့မလို့ပတ်ဝန်းကျင်ဆိုတော့ပေါင်းရတယ်ကောင်းမကောင်းအလုပ်သဘောရတော့ပြုံးရတယ်မင်းဒုက္ခရောက်နေချိန်မှာဘသူကိုမှအတနာမခံပါနဲ့ရုံထွက်နိုင်အောင်ကြိုးစားပါစိတ်တက်ကြတိုင်းဤစာကိုဖတ်ပါတင်ဘဝအတွက်ခွန်အားဖြစ်စေလိမ့်မယ်ကိုတန်မိုးကိုနားမလဲတဲ့လူတွေကိုအချိန်ကုန်ခံမနေပါနဲ့ကိုယ့်ပေါ်မှာတန်မိုးထားတဲ့လူတွေကိုအချိန်ပေးရအောင်မယ်လူကိုမကြည့်နဲ့မူကိုကြည့်ရုပ်ကိုမကြည့်နဲ့အလုတ်ကိုကြည့်အပြောမကြည့်နဲ့မနှော့ကိုကြည့်အတူမြင်ပေမဲ့အမြင်မတူတဲ့အခါအတိတ်ပဲဟာလွဲမနေအောင်ပါ